ဒုက္ခရအိမ်ကငွေ600ပါလာတာ300ကုန်ပြီဗျအိမ်ကို300လောက်မှပြန်ပါမသွားရင်အိမ်ကမိန်းမကတကြီးဗျဒုက္ခပါဗျာခင်ဗျာဒီမှာအိမ်ကမိန်းမကြောက်ကျတော့ဝင်တော့ဘယ်တော့မလာနဲ့ဒါပဲလို့ချက်ဦးအောင်တင်ဒီမှာ CID ဥပတ်ချင်တယ်hello please to meet you ဒါကဥအောင်တင်ပါတထင်းမင်းဥအောင်တင်လေဟုတ်ပါကျွန်တော်အောင်တင်ပါအခုလိုတွေ့ရတာအများကြီးဝင်လာပါလေဥအောင်တင်ကျုပ်ကလည်းခုလိုတွေ့ရတာအများကြီးဝန်တာပါတယ်အဲ့ဒီဝါကြီးဒီမဲ့ secret ဘာမှပြမတယောက်တည်းတော့တဲ့ secret လေးလောက်ပါ come on smoke please ပြတော့ပါအောင်လားပြတ်လုံးတော့အဲ့ဒါဘယ်က one more dear လောက်ပါစောက်တော့ပါအောင်ဗျာပြတ်လုံးတော့ရပါတယ်ဗျာအခုလိုကျွန်တော်ရဲ့သမင်းစားပွဲကိုကြောက်ချင်းမြလာကြတဲ့လူကြီးလူကောင်းတို့ဟာကျွန်တော်နေအထူးကျေးဇူးတင်ပါတယ်လောကကြီးကစိတ်ညစ်စရာစိတ်မချမ်းသာစရာလောကကြီးရဲ့လို့ကျွန်တော်ဘယ်တော့ခါမှမအောင်မေ့ခဲ့ပါဘူးအဲ့ဒါကြောင့်မို့လို့ယခုကြောက်လာကြတဲ့ဂုံတေရှိလူကြီးလူကောင်းများကိုလည်းကျွန်တော်လိုပဲလောကကြီးကအင်မတန်ကြည်နူးစရာစိတ်ချမ်းသာစရာပဲလို့စိတ်ထဲမှာအမျက်မှတ်ပြီးတော့ကဒီနေ့ဖို့ပျော်ပျော်ပါးပါးကြီးနေလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အခုသမင်းစားဝဲမှာလဲတက်ပြောဝဲစားပါအတီကက်တို့ယဉ်ကျေးမှုတို့မလိုပါဘူးဟုတ်တယ်ဒါပေမဲ့ကျွန်တော်တခုပြောရစီဟုတ်တယ်လိမ္မော်သီးကိုပဲနှလုံးထပ်ပြီးစားရင်စားကြပါလို့ကျွန်တော်ပြောပါဒါပေမဲ့ငပြောသီးတော့တစ်လုံးပဲစားကြပါနော်ကျွန်တော်သမင်းစားဝဲမှာပျော်ပျော်ပါးပါးကြီးနေကြတယ်ဆိုတာကိုကျွန်တော်လိုရှိပါတယ်ခင်ဗျာဒါပါပဲကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အထေးကြီးဥအောင်နေကိုလည်းကျွန်တော်တို့ကျေးဇူးတင်ပါတယ်ဗျာဟုတ်ကဲ့ကျွန်တော်တို့လည်းအားလုံးပဲပျော်ရွှင်ရှိနေပါတယ်မိတ်ဆွေအားလုံးကိုပျော်ရွှင်အောင်လုပ်တတ်တဲ့ဒီလူပြိုကြီးဥအောင်တင်အတွက်ပျော်ရွှင်စရာကောင်းတဲ့အိမ်ရှင်မချောချောလှလှလေးတယောက်အမြန်ဆုံးရပါစေလို့ကျွန်တော်တို့ကပဲဝိုင်းဝန်းပြီးတော့ဆုတောင်းပေးပါတယ်ဗျာNo မလုပ်ပါနဲ့ဗျာမလုပ်ပါနဲ့ဒါတော့မလုပ်ပါနဲ့ဗျာဒါတော့ကျွန်တော်တောင်းပါပါတယ်ခင်ဗျာအများကြီးပြောတယ်နောက်လည်းအခုလိုခဏခဏပြောပါမယ်ဟုတ်ကဲ့နောက်ပြီးတော့လေဒါပါပဲအားလုံးနားထောင်ကြဒီမှာကြည့်စမ်းငါမနေ့ကဝဲလာတဲ့စိန်တိုက်ကစိန်လက်ပတ်ကျိုးလှလိုက်တာကြီးအဲ့ဒီစိန်တိုက်ကိုဝင်စီးရရင်ပွားမယ်အလုံးတော်ကိုကြည့်တဲ့ဆိုင်ပဲအင်းကမင်းတို့ကငါပြောထားတဲ့ဤတိုင်းမထည့်ရလိမ့်မယ်ကြားရလားမစိတ်ကချပါစရာရောတနာဒီ6လုံးမျိုးငါတဲ့ရာစင်တဲ့6လုံးမျိုးနော်အဲ့ဒါမင်းကောင်းကောင်းကြိုင်ပြီးတော့ပဲငါမှားတဲ့ဥတွေပေါင်းနေရမယ်လိုက်ရလိမ့်မယ်ကြားလားအဲ့ဒီအတွက်ခက်နေတာပေါ့တနက်ကို6ရုံလိုက်ရုံလေးတုံးနေရတော့တကယ်အချင်းကြက်ကြက်ရင်တော်တော့ကိုခက်တယ်ဆရာကြီးကလေးကစားစရာဂျပန်တနက်ကလေးနဲ့တူးမနေဘူးလားလို့ဒီလိုဆိုရင်ဒီတနက်ကရတာအပူပဲပေါ့အေးပူစီကွာဒါအမေရိကန်မှာမဟုတ်ပဲကွာမင်းထိတ်တာကွာပစ္စည်းတိုက်တဲ့အသင်းကလူသားအသင်းဖြစ်နေမယ်ပစ္စည်းလူလို့ပလိတ်ကဖမ်းရင်ငါပလိတ်ကိုငွေနဲ့ပေါက်ပြီးရွေးလို့ရတယ်လူသားမှုဖြစ်လာရင်ခက်တယ်မဟုတ်ဘူးလားမသိရင်ဟုတ်တာပေါ့ဆရာကြီးရဲ့ကြားမင်းဆင်းကြတော့မရဘူးကွာအခုပလိတ်ကမြေသားရှာမတလုပ်နေတယ်နာမည်ကြီးတဲ့ထူးစွန်တဲ့ဥပချစ်ဆိုတာရောက်နေကြားသလားမင်းတို့အဲ့ဒါသူတို့ကသိကြတာပဲဆရာကြီးပြောတဲ့အတိုင်းကလုပ်မယ်ဆိုရင်ဘယ်လိုများကောင်းမယ်ဆိုတာသူတို့နည်းနည်းမှမစဉ်းစားဘူးကဲမသိရင်အခုအစီအစဉ်မှာမင်းအဓိကပဲပြီးပြီရှိပါစေနော်ကြားလားငါပြောတာအော်စိတ်ချပါဆရာကြီးရဲ့စိတ်ချပါကဲသွားကြပဲဆောက်လားဘာလို့ရှိပါလဲခင်ဗျာအမရှိပါအေးဗျာကျွန်တော်အမျိုးသမီးပူတာလို့အိမ်လက်ဝဲရတနာလေးပါလေးဝယ်ပေးဖို့ဝင်ကြည့်တာဆိုရတော့ဗျာရပါတော့ခင်ဗျာကြည့်ပါစိတ်ထဲတွေကမကြက်ရင်လည်းအကြီးကောင်းဆုံးကြောက်စိမ့်တစ်ဆက်ဗဒမညာတစ်ဆက်လက်ဝဲရတနာတွေကလည်းအဆုံးရှိပါလေဗျာဈေးကတော့ဈေးကအကြောင်းမဟုတ်ပါဘူးလေအိုးတိုက်ဖွဲကလာဝယ်တာမှမဟုတ်ပဲဟုတ်ကဲ့သူတန်ဖိုးနဲ့သူရှိရမှာပေါ့ဗျာပစ္စည်းကြိုက်ရင်ဘလောက်အဖိုးပဲရှိပါစိတ်မရှိပါနဲ့ခင်ဗျာကျုပ်ကထုံးတာမှုကြိုပြောတာပါ
တမျိုးစီပြသမ်းမအောင်ရှင်းကြည့်အောင်ပြသမ်းမအောင်ဟုတ်ကဲ့ခင်ဗျဟောလာကစိန်လေလုံးခင်ဗျဟောလာကစိန်လက်ကောင်နော်ဒါကစိန်လက်ဆိုပုံစံကအမျိုးမျိုးပဲဗျာအဲ့ပုံစံလေးဒီကမောင်ကြီးဟုတ်ကဲ့အဲ့စိန်တို့လေးကလေတိတ်လာတာပဲမောင်ကြီးဟုတ်ကြည့်ပါခင်ဗျာတိတ်ကြိုက်တာပဲသူစားတိတ်ကြိုက်တာပဲဟုတ်လားကိုရမဘယ်လိုလဲမသူစားဘယ်လိုလဲကျုပ်တယောက်လုံးငုတ်တုတ်ရှိနေရဲ့နဲ့မင်းဒီအချိုးမျိုးချိုးတာဘယ်လောက်ရက်စက်ရကြတာလဲတိတ်ပြောနေတယ်ဟုတ်လားမသူစားတိတ်ပြောနေသလားပြောစမ်းပါဒီလိုပါကိုရမရဲ့ဟိုကျမလေးကျမမိုက်လေခင်ဗျာဟေးငါကမသူစားရဲ့ယောက်ျားခင်ဗျားတွေဘာတွေလုပ်မနေလဲဒီမှာကိုလူကဲမရွှေသူစားဟောဒီလူကြီးမင်းကိုတော့ကျုပ်ကစိန်ရင်တို့တွေဘာတွေမပြိနိုင်ဘူးကျုပ်ဝယ်ပြိနိုင်တယ်ဟောဒီစိန်လေဝါပူပူနွေးနွေးလေးရော့ရှင်ကျမမနဲ့စနေမဆော်တာနဲ့ရှင်လူမဟုတ်ဘူးလားကိုရမရဲ့ရှင်လူမဟုတ်ဘူးလားခင်ဗျတော်ရက်သက်ပါလားဗျဆက်ကွာဆက်ဟိုမစိန်လက်ပြည်ကြီးတွေယူသွားပြီလုံးကြပါဦးဗျာလုံးကြပါဦးဗျာဟဲ့လောဒီအင်းစင်းအောက်မှာကားရှိမသိရင်တော့ကိုနည်းနည်းလေးသွားဘယ်သူမှမကတ်ကြနဲ့တော့ဘယ်သူမှမကတ်ကြနဲ့ဟောဒီမှာတနတွေ့လားဟောဒီမှာတနရီရတာမလုပ်ကြနဲ့ဟိုဘိုးကြီးကျောက်တော့ဘာလို့လိုက်နေတာလဲဟမ်မလိုက်နဲ့တော့မလိုက်ခဲ့နဲ့ကြည့်တော့ကြည့်တာကြည့်ဟောဘယ်ရမဘယ်မှာကြိုင်းခဲ့လဲပြောစမ်းငါသူမလာဝဲလို့ခြံထဲကအိမ်မှာနေခဲ့ပါတယ်ဆရာကြီးရဲ့ဘာပြောလဲပိုင်ရှင်ကိုတနတ်နဲ့ပြစ်ခဲ့ပြီလို့ဆရာကြီးအပြစ်ပေးမှာကိုကြောက်ပြီးဒီလားလင်းကိုကောက်ဝဲမနေပါနဲ့ဗျမဟုတ်ပါဘူးရှင်တနတ်လည်းမပေးလိုက်ဘူးစိန်လေတုံတစ်ခုလည်းမပေးလိုက်ဘူးသစ္စာဖောက်တာကိုကောက်ဝဲမနေပါနဲ့နင်တို့လင်မယားငါစိတ်ကိုသိရမလားဟုတ်ကဲ့ရှင်ခွေးမှာသာလှုပ်လိုက်ရင်ဒီတိုင်းကြီးပဲငါအစရထင်သားပဲလို့ဖြစ်လိမ့်မယ်လေလှုပ်လိုက်ရင်အရာနဲ့ကြောင်းကြီးပဲစိတ်ကိုမချဘူးလက်ထက်တနတ်ရောက်တယ်ဆိုတာနဲ့ကိုသူ့ရပြောင်းသွားတာလိုက်ခင်ငါနဲ့အားလုံးကူhello ဥပချစ်ပါလား Good morning တဲ့နဲ့ဥအောင်တင်ပါလားဗျကြည့်ရတာရေးကြီးတုတ်ကြနဲ့ဘယ်ကြွမလို့ပါလဲဥအောင်တင်ကားပေါ်မှာလဲတပည့်တပန်းနေစုံလို့ပါလားဒီလိုပါကျွန်တော်ကိစ္စလေးတစ်ခုရှိလို့ပါနောက်မှတွေ့ကြသေးတာပေါ့နော် I'm sorry ဗျာတွားလိုက်ပါဦးမခဏပါအောင်ကျွန်တော်မုံဘတ်ချစ်တဘောဘောကွာအနည်းဆုံးဌာနကပလိတ်တွေကိုခေါ်သွားပြီးဖမ်းဖို့ကွာဟုတ်ပြီအဲ့တော့တကားဖွင့်စားရမတကားဖွင့်စားလို့ငါပြောနေတယ်နော်မင်းငါအကြောင်းသိတယ်မလားရမညံဖွင့်စားတကားကိုဖွင့်မှာတော့တစ္ဆာပေါက်မင်းအပြစ်လေးသွားမယ်နော်ကျုပ်ဘာလို့ဖွင့်ရမှာလဲဗျဘာလို့ဖွင့်ရမှာလဲမင်းမဖွင့်ဘူးလားဖွင့်မှာတခွန်းမယ်ပြန်ငါ့ကိုအရေဆရာကြီးဒီကောင်လည်းကတနာရှိတယ်ဒီတော့ငါ့ကိုအန်ကျွန်းသေသွားမှာရမတကားဖွင့်ကဲဖွင့်ပြီလားကဲဘာလို့လဲမကြောက်သေးလားကြည့်လားမဒီလိုဖြစ်နေမယ်ဆိုတော့ငါစတယ်ငါသိတယ်ဒါမှမဟုတ် तू မရတော့ငါရှေ့ကတင်ပြီးငါထဲဝင်သွားဒီကောင်လက်ထဲမှာတနတ်ကြိုင်ရရင်သွေးပြောင်းတယ်ငါတန်တာဆိုးနေကြရတယ်မသိရင်သေပြီဘယ်လိုလုပ်မလဲငါတို့ဆ
ရာဒီခြံထဲမှာဆောက်ဖြစ်ပြန်မကောင်းဘူးလားဒီဟုတ်တယ်လွတ်ကြလို့မြင်များအဲ့ကောင်လာလားအလောင်းမဆမ်းပါကွာတော့ကြောက်ရက်ကြည့်မနေတော့လာဆမ်းပါလို့ဆိုနေမှာ ဟယ်လိုဦးအောင်တင်ဘယ်လူဖြစ်တာလဲဦးအောင်တင်ခင်ဗျာဒီလိုပါမပြောပါနဲ့ဥပချစ်ကကျွန်တော်စိတ်ရှုပ်ပါတယ်ကျွန်တော်ခြံထဲမှာဟောဒီသေးတဲ့မိန်းမနဲ့သူ့လင်သူနေကြတယ်လေအဲ့ဒါရန်ပြင်းကနေစပြီးတော့လက်လုံကုန်ကြတယ်ဆိုပါတော့ဟုတ်ကဲ့အလောင်းအောက်ချသမကွာအောက်ချသမသူပြောတယ်တခုမှမဟုတ်ဘူးဆရာကျွန်တော်တို့ကိုင်းရဲ့ခေါင်းဆောင်သူပေါ်အောင်နေမှာပဲဆရာဟောဒီကျွန်တော်လက်ထဲကစိတ်နေတုန်းကမနေ့ကတိုက်လာတဲ့ပစ္စည်းပါဟောဒီ6လုံးမျိုးကတမရတိုက်ဖို့ဘိုးအောင်နေပေးထားတဲ့6လုံးမျိုးပါသူ့ကိုရင်ပါမှာကြာသူ့ကိုရင်ပါမှာကျွန်တော်သူ့ရှိမှာအကုန်မပြောရဘူးဆရာကျွန်တော်ကတဲ့ရောက်မှအကြောင်းဆုံးရှင်းပြပြစီဆရာယာမတစ္ဆာပေါယာမခွေးမာသာအားလုံးကိုလက်ထိခိုက်စမ်းဝင်နေပါလေဦးအောင်တယ် I am sorry ကကြမှာကြည်ရှင်းကြတာပေါ့ဟုတ်လား duty is duty ညရီကိုချစ်ခဏလာစမ်းမအောင်ကွယ်ဘာများတော့ကိုချစ်ဟောဒီမှာသတင်းစာတွေကတော့လေကိုချစ်ကိုအမျိုးမျိုးချီးကျူးကန်းဖွင့်ထားတာအများကြီးအမေကြည်စမ်းညီမအလင်းသတင်းကောင်းစင်ပါလေအထူးချီးကျူးတိုက်တော့စုံတောက်ကြီးကူးပတ်ချစ်ပဲအမေအေးလူဟောဒီမှာသူရရသတင်းစာရတနာအလင်းစိန်တိုက်ကိုအနုချမ်းစီးခဲ့တော့ဘိုးအောင်တင်နဲ့အဖွဲ့ကိုစုံတောက်ကြီးဥပတ်ချစ်ကအံ့ဩဖွယ်ရာဖမ်းဆီးလိုက်ခြင်းအမလီတကယ်ကိုအကြီးကျယ်ပါပဲလားအဲ့ဒါတွေဝင်းတာပြီးတင်းတိမ်မနေနဲ့အောင်နော်ကိုရောရဲ့မင်္ဂလာဆောင်မှုကိစ္စကိုလည်းမေမေနဲ့တိုင်ပင်ကြပါအောင်သိချပါမြရဲ့ဘာလဲကိုချစ်ကိုမယုံလို့လားယုံမှုအဓိကရလူစိုးကိုင်းကြီးကိုတော့မိအောင်ဖမ်းနိုင်တဲ့ပရိယေများလာတဲ့ညံကြီးရှင်မှုအဲ့ဒီညံမျိုးပရိယေမျိုးကိုကြောက်နေရတာပေါ့ကိုချစ်ရဲ့မုံပတ်ချစ်ဘိုးအောင်တင်ကတော့ရှင်းနေရှိရတဲ့ငွေနဲ့ပေါက်ငှားပြီးအာမခံရအောင်ကြိုးစားနေလေမင်းဘယ်လိုသဘောရလဲကွယ်ဒီလိုရှိပါလေမင်းကြီးအနုချမ်းစီးမှုတစ်ခုအတွက်ကတော့သူကြိုးစားလို့ရရင်ရတယ်ပေါ့ဒါပေမဲ့လွန်ခဲ့တဲ့2နှစ်လောက်ကပြည်မြို့ကတတိဦးစင်းကိုတတ်ပြီးလူယူသွားတဲ့6လုံးမျိုးပါသူ့လက်ထဲမှာမိထားတော့ရာဇသတ်ပုံမှာ302ကိုမကျူးလွန်ဘူးလို့မပြောနိုင်ပါဘူးမင်းကြီးကောင်းပြီလေဒီတော့ကျွန်တော်မျိုးဒီလိုလုပ်ချင်ပါလေဝိလုံနာတွေနဲ့ချီမရှုပ်ခင်အမှုအားလုံးချောင်းညင်ပေးဖို့ရယ်စိန်တဲကပစ္စည်းတွေပြန်ရဖို့ရယ်ကျွန်တော်မျိုးအိမ်မှာဘုံအောင်တွေကိုခေါ်ပြီးပရိယေနဲ့ချော့မေးကြပါလေမင်းကြီးအေးကွာမင်းမဲတော်တယ်လို့ကြည့်လို့ပေါ့ကွာဝါလောင်လာမို့တန်တာလာဤကိုရခါပြီးတော်လည်းလာမအောင်ပြောရင်ကျမကတော့လွမ်းရပါပြီရာဒီချိန်ဝဲနေမိန်တရာဝါလောင်လာမို့တန်တာလာဤကိုရခါပြီးတော်လည်းလာမအောင်ပြောရင်ကျမကတော့လွမ်းရပါပြီသမီးအောင်ရေးထိုင်ဝလေးသတရင်ကျွတ်တော်မီသတရင်ကျွတ်တော်မီအော်သတရင်ကျွတ်တော်မီဆောင်မုံမောင်ဖုံးမလာတော့နင်းလာတာရှိလာရာရီ
ပြီမောင်းရဲ့မင်းကနေသလားရဲ့ဆက်လေးဟီဟီလွန်ခဲ့တဲ့နှစ်လောက်တော့ဓမြတ်တရင်တွေ့ခဲ့တဲ့အိမ်ကတွေ့ချင်းငါရင်နဲ့လှုပ်ရှားခဲ့ရတယ်။ညဆိုတဲ့အမျိုးသမီးပါလားလက်ဆက်တဲ့တော့ လှုပ်ရှားမှာဥအောင်တယ်ရင်အေးသွားအောင်လိမ္မော်ရည်လေးဗျာကျုံးရင်မှာတော့ဗျာမရှိဘူးဗျာဒီအမှုတွေနဲ့ပတ်သက်လို့ခင်ဗျာဘာပြောချင်သေးလဲဥအောင်ကျွန်တော်ဝလုံငားမယ်ထွက်ပေါက်ရှာမယ်လေဒါပဲဝိလုံငားလို့ဘာထိုးမှလဲဥအောင်နေအမှုတွေအားလုံးလူလူကထင်ရှားနေတာဗျာဒါကပလိတ်ချင်ပဲဗျာကျုပ်လူစိုးဖို့ဓမြခေါင်းဆောင်ဆိုတာပလိတ်တွေကဘာသက်တည်ပြနိုင်လို့လေပြောသမှာဟုတ်ကျုပ်တပည့်ရာမကကျုပ်ကိုမုန်းလို့ပြောတာကိုကျုပ်ကလူစိုးဖို့ဖြစ်ရတယ်လားပြောသမှာဟမ်ဥပချစ်လူကြည့်ရတာတော့လူကြီးလူကောင်းတယောက်လိုပဲနော်ရာဇူးအုပ်ကလေးဒါပေမဲ့သိကြောက်စရာကောင်းတဲ့လူအမရဲ့အော်ဘူအောင်ထင်ဘူအောင်ထင်ဒီမှာဥအောင်တွေကစာပေးခိုင်းလိုက်တယ်ခင်ဗျာကောင်းပါခင်ဗျာကောင်းပါခင်ဗျာဗါတယ်ဥရွှေဘလာချစ်ဖို့အိမ်သာရှေ့လာမှရင်ကားပြီးနဲ့မာလာဆောင်စောင့်မျှော်ပါဆိုပါလားဟုတ်ပြီစာတလုံးကျော်ဖတ်လိုက်ရင်ဥပတ်ချစ်အိမ်ရှေ့မှာကားနဲ့လာဆောင်ပါဟုတ်ပြီဟုတ်ပါပြီဟယ်လိုမမခုစကားပြောနေတာမောင်ပတ်ချစ်ပါမမစစ်ကြရှိတာစင်မေးပြီးရင်ဘော်နီကိုစတီဝတ်ထောင်ကိုပို့လိုက်ပါမယ်မင်းမမကျွန်တော်မျိုးခုဝယ်လာခဲ့ပါမယ်ကဲညရီမင်းကြီးကခေါ်လို့ကိုချစ်သွားလိုက်အောင်ပြန်လာမှပဲစမ်းရပြင်တာပေါ့ပါနော်ကဲကိုစင်မောခဏကြွရင်မှစောင်းနေခဲ့ကျုပ်ခုပဲပြန်လာခဲ့ပြီလားဥအောင်နေနာနေပေါ့ဗျာလူကြီးလူကောင်းတယောက်လိုနေရမယ်လို့ကျုပ်ယုံကြည်ပါတယ်ပြင်းလိုက်တာနော်ချက်တာပြင်းလိုက်ချင်တော့တာပဲပြင်လို့ကိုမရဘူးဘာဖြစ်လို့ပါလဲခင်ဗျာစမ်းရပြက်လို့လားကျွန်တော်ပြင်တတ်ပါတယ်ခွင့်ပြုလို့ရှိရင်ပြင်ပေးချင်ပါတယ်ခင်ဗျာအော်ဒါဖြစ်ရင်လည်းတစ်စိတ်လောက်လာကြည့်ပေးပါလားရှင်ဟုတ်ကဲ့ကောင်းပါပြီခင်ဗျာဘယ်နဲ့လဲဖြည့်ပြီးတီးပါမြရှင်ကျမနာမည်ကိုဟုတ်ကျွန်တော်မခေါ်မိပါလားခင်ဗျာနားချလို့ဖြစ်ပါလိမ့်မယ်မခေါ်မိပါဘူးကျွန်တော်ဟုတ်ကဲ့စမ်းရတော့ကောင်းကောင်းတီးတတ်မှာပေါ့နော်အစင်းတင်းအောင်တချင်းတစ်ပုတ်လောက်စိုးတီးပြပါလားရှင်ရပါတယ်ခင်ဗျာရပါတယ်ဒါပေမဲ့ကျွန်တော်ကတရားခံဖြစ်နေတော့ကဒီကရာဇဝတ်အုပ်ကလေးရဲ့ခွင့်ပြုချက်ရမှာဖြစ်မှာကိစ္စမရှိပါဘူးတီးနေပါတယ်ခင်ဗျာဟုတ်ကဲ့ဘာတချင်းနားထောင်နေလဲခင်ဗျာပြောပါဘွဲ့တွေကကန္နမတောင်တီးပြပါလားရှင်ကန္နမတောင်ဟုတ်ကဲ့က
လက်တိတောင်မရှောင်နိုင်တော့ဘူးပဲ။ရားတွေကတနတ်တော်လုခလိုက်သေးတယ်ဟမ်။ဘောနေမှသိပြီလားခင်ဗျ။မလုံနဲ့တော့မလုံနဲ့ဆိုရင်မလုံပါနဲ့ဒါပဲကျွန်တော်ပြောမယ်။ဆရာကအိမ်အောင်ရောက်လို့ဆရာကြီး။ဟေးဒုက္ခမင်းတော်တယ်ကွာ။ဟုတ်ကဲ့ဆရာ။ဒါမဲ့အားလုံးကိုကျွတ်တုတ်ဆန်း။ဟုတ်ကဲ့ဆရာ။ဟိုပလိတ်ကိုရင်တုတ်။နော်ဟိုပလိတ်ကိုဦးအောင်တင်ရဲ့ဒီမဲ့ကျမတွေပါလေလုံနေသမှာနဲ့မင်းငါနဲ့တပါးလေးလိုက်ခဲ့ရမယ်ဘောနေဆိုတော့ဘာကောင်းကိုမှမကြောက်ဘူးကွာနားလဲသလားမင်းအကောင်ကိုငါနှောက်ရှက်လေဘာဖြစ်လို့လဲကိလားငါ့ကိုနှောက်ရှက်သွားတယ်နော်ငါ့ကိုဒုက္ခပေးတဲ့သူကိုငါဒုက္ခပြန်ပေးရမယ်လာသမ်းမမီးရဲ့ယာရုတဲ့မဲ့ယာရှိတော့ရဲ့လာသမ်းမဘောနေချောင်းသိပြီYou know who I am? I am Bo Aundin. Like it. Like it, Bo Aundin. What? Bo Aundin. တွေ့နေလုံးအနှံ့ရှာပြီးဆရာလူတယောက်မှမရှိဘူးတော်ဆမ်းမှာကွာမင်းကိုအသုံးမကျဘူးဟောဟိုစပယ်ကစားမလားပေးတာငါ့ကိုဥပချစ်ဇနီးလောင်းကိုတစားကံဖြစ်ခေါ်သွားပါသည်ပလိမာနဖြင့်ရန်ကုန်မှာမြေလန်းရှာလဲတွေ့မြင်မဟုတ်ပါ Goodbye ဥပချစ်ခမည်းပြောသလို Judy ပေါ့ဗျာဟင်ဒုက္ခပါပဲဗျာကဲဘယ်နဲ့လုပ်ကြမလဲကွာဘယ်နဲ့လုပ်ကြမလဲကျေရုပ်ကတော့ဝိကြတယ်ပေါ့ဟုတ်လားဟာယူရောပဲရှိပါပေါ့ဟမ်လက်ထက်ကသနဲ့တွေအောက်ချလိုက်ပါဥပချစ်ဟုတ်ပြီဒီလိုမှပေါ့တစ်စိတ်ထိုင်စမ်းပါဦးဗျာဥပချစ်တို့ပြောကြရှိလို့ပါ I'm sorry ဟာ very sorry ဥပချစ်ခင်ဗျားရဲ့ဇနီးလောင်းလေးကိုခင်ဗျားသိတွေ့ကြမှာပေါ့နော်ဒုက္ခရေဥပချစ်ကဇနီးလောင်းကိုခေါ်ခဲ့စမ်းပါကွာကျုပ်တခုပြောစမ်းမရသေးဥပချစ်အားလုံးလူရဲ့မှုတွေတိုက်မှုတွေကျုပ်တယောက်ထက်တောင်းယူတယ်ကျုပ်တပည့်တွေအားလုံးကိုထွက်လိုက်ပါဘုလုံးငါပြီးကျုပ်ဝင်နဲ့ပေါက်မယ်ဗျာကဲဒါတော့ကျုပ်ကုသိုလ်ပါဗျာနော်တို့ချင်လည်းလွတ်မယ်ထောင်ချရင်လည်းကြမယ်ဒါတော့ဘယ်တတ်နိုင်မလဲဥပချစ် secret sir တော့ပါဓမ္မကြီးတပည့်လုံးမှာကျုပ်တယောက်ထက်တော့တဲ့ secret ပါဒုက္ခရေဒီရစိုးကလေးနဲ့ plate တွေကိုကျိုးနဲ့တုပ်ပြီးခါနဲ့ခေါ်သွားစမ်းကွာဟုတ်ကဲ့ကြာဟာဖြည်းဖြည်းလုပ်ပါဖြည်းဖြည်းလုပ်မှာပေါ့ဘယ်နဲ့လဲငါလက်ကုတ်တည်းရေးပါကွာဖြည်းဖြည်းလုပ်စမ်းပါဒုက္ခချင်းခင်ဗျားလည်းအကျိုးရှိမယ်နော်ကျွန်တော်စကားတစ်ခုပြောပြတယ်ဒီကိစ္စခင်ဗျားပြင်ပြီးတာပါခင်ဗျားကျိုးရှိရသိမ်းထားတဲ့စက်တည်းဦးသိရဲ့တနတ်ကိုကျွန်တော်ပြန်ပေးစီချင်ပါတယ်ဗျာဘယ်နဲ့လဲခင်ဗျားကျွန်တော်ပြန်ပေးရင်ဟောဒီမြတ်ရုံးကိုကျွန်တော်ပြန်လွှတ်မယ်ခင်ဗျားတို့မင်္ဂလာဆောင်တဲ့အတွက်ငွေ2000လက်ဖွဲ့မယ်ဘယ်နဲ့လဲဥပချစ်ကြောက်စမ်းပါခင်ဗျားကိုကျွန်တော်အများကြီးတောင်းပန်နေတာပါဒီတနတ်ကိုတော့ကျွန်တော်ပြန်ပေးပါဗျာဒါမဲ့ကြည်စမ်းမမြဝင်းကိုခင်ဗျားမချစ်ဘူးလားကြည်စမ်းမအောင်ဘယ်တော့တနာစရာကောင်းတယ်လဲ
ကိုချစ်သူပြောတဲ့အတိုင်းမဖြစ်နိုင်ဘူးလားကိုချစ်မဖြစ်နိုင်ပါဘူးရတယ်မဖြစ်နိုင်ပါဘူးဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူးကွာဥပချေခင်ဗျစဉ်းစားပြီးလုပ်ပါနော်ခင်ဗျစဉ်းစားပါဦးများဒါဖြင့်ခင်ဗျဇနီးလောင်းကိုခင်ဗျစွန့်ပစ်လိုက်နိုင်တယ်ပေါ့ဟမ်မမြဝင်ကိုခင်ဗျတကယ်မချစ်ဘူးထင်တယ်ကျွန်တော်ဒီမှုတစ်ခုတည်းအတွက်ခင်ဗျကိုကျွန်တော်တောင်းပန်နေတာပါအမှန်ပြောတာပါလူသားမှုဆိုတော့ကျွန်တော်မခံရဘူးအခြားတိုင်းမှုတို့ဒုရဲမှုတို့ဆိုရင်ကိစ္စမရှိဘူးကျွန်တော်ခံမယ်ကျွန်တော်တစ်ဖက်တွေတော့ကျွန်တော်ဒုက္ခမြောက်စေချင်တာအမှန်ပဲဥပချေစဉ်းစားပါဥပချေနော်ကိုကြီးသင်းလို့ကျွန်တော်ခင်ဗျရှိမှမြစ်တရားခံနေတာပါဒီသနာကိုခင်ဗျပြန်မပေးရင်တော့ခင်ဗျနဲ့မမြဝင်ပွဲမှာအမှန်ပဲခင်ဗျကိုချင်းဒီသနာအကြောင်းကိုမင်းကြီးသိနေလို့ကျုပ်ပါဒုက္ခဖြစ်သွားမှာပေါ့ဗျာမင်းကြီးသိတော့ဘာဖြစ်တယ်လဲလက်ထဲမှာတက်တယ်ဘာရှိတယ်လဲပြောဟမ်မင်းကြီးနဲ့ခင်ဗျနဲ့စကားပြောနေတော့မမြဝင်ရဲ့အဲ့ဒီသနာယူသွားတယ်မမြဝင်ကိုပြန်လွှတ်လိုက်တယ်သနာကိုသူယူလိုက်ပြီးရောပေါ့ဗျာရှင်းပါတယ်ဒီဥစ္စာမဖြစ်နိုင်ပါဘူးဗျာမဖြစ်နိုင်ပါဘူးကျုပ်အလုပ်ဝတ္တရားကိုယူတည်ရမယ်ဒီမဲ့ဥပချေမြောက်ကျုပ်နောက်ဆုံးမေးမယ်ခင်ဗျအလုပ်ဝတ္တရားနဲ့ခင်ဗျရဲ့ဇနီးလောင်းဘယ်သူ့ကိုခင်ဗျရွေးမလဲဒုက္ခရေဒါပစ္စည်းတွေကားဝတ်တင်ချိန်လည်းသိမ့်မရှိတော့ဘူးဟမ်ဥပချေချိန်လည်းသိမ့်မရှိဘူးခင်ဗျနော်ကျွန်တော်မဆိုင်နိုင်ဘူးလေမမြဝင်ကိုခင်ဗျတကယ်အသက်ပေးချစ်တယ်လူလေခင်ဗျမဟုတ်ဘူးထင်တယ်ကျွန်တော်ကြည့်ရတယ်ဟမ်ကျုပ်မမြဝင်ကိုချစ်ပေမဲ့အလုပ်ဝတ္တရားတိုင်းမယူသေးပဲကျုပ်မဖြစ်ဘူးဗျာYou are a bloody careerist ဟမ်ဇနီးလောင်းတဲ့ခင်ဗျအလုပ်ဝတ္တရားကိုဦးစားပေးတယ်လူသားကောင်းကြီးပေါ့လေကောင်းပြီဥပချေကောင်းပြီကျုပ်ကလည်းအလုပ်ဝတ္တရားတိုင်းလုပ်ရမှာပေါ့ဗျာအဲ့လိုဆိုရင်ဟုတ်ပလားဥပချေခင်ဗျားတို့နှစ်ယောက်ယူမယ်ဆိုတာကျုပ်သိတယ်ဒါပေမဲ့ကျုပ်ကိုဒုက္ခပေးတဲ့လူကိုကျုပ်တင်းကြီးမခံနိုင်ဘူးကျုပ်ကလည်းကလေးစားချင်ရမှာပဲမမြဝင်းနဲ့ခင်ဗျားနဲ့꿰ပြီကျုပ်ဒါပဲပြောမယ်ဒါပဲကျုပ်ပြောမယ်ဟဲ့သူကကျိုးနဲ့တောက်ဆန်းကွာသူကမြဲတော့ကြားလားအဲ့ဒါခင်ဗျားတို့ကြံဖန်ပြီးတော့ခင်ဗျားတို့ဖြစ်တယ်လို့သွားကြပြီးတော့ကျွန်တော်မရဲဆက်ချင်ပါဘူးသူများအချစ်လေကျွန်တော်မခွဲချင်ပါဘူးဒါမှကျွန်တော်ခွဲရတော့ဟောဒါနဲ့ခင်ဗျားတနာကျွန်တော်ခင်ဗျားဇွဲမှာတင်ခဲ့တယ်နော်ဟောမှာတနာနော်ကဲမမြဝင်လိုက်ခဲ့ပြီးတော့ကျုပ်ခေါ်မသွားလို့မရဘူးခင်ဗျကဲလာညတာဝန်ဝတ္တရားတွေနှလုံးသားနဲ့အဖြစ်ကိုတည်းဆုံးလို့ခဲ့တဲ့စီရင်ရဲ့ရာရှိဥပချေကိုမျက်မှန်တက်တနက်ကလူကုန်ကဆိုင်တဲ့မြေအောက်လောကမှာအပြိုင်မိုက်နေတဲ့ဟောအောင်လေးမြေသာပင်ဖြစ်ရတဲ့ကံကောင်းပါလေမြမြဝင်းတို့ရဲ့ပုံဝင်တိုင်းချက်ကိုအမြန်ဆုံးထွက်လာမဲ့ဟောအောင်လေးဒုတိယပိုင်းမှာမျောပါဟောအောင်လေးဒုတိယပိုင်းမှာမျောပါလေးစားမြတ်လို့ရပါတော့ချစ်တော်တရှင်အပေါင်းတို့ခင်ဗျာလွန်ခဲ့တဲ့အနှစ်90ကာလမှာယနေ့တိုင်အောင်ဆွဲကင်လှုပ်ရမ်းဖမ်းသားနိုင်ခဲ့တယ်ဆရာရွှေတို့ပြီးအောင်ရဲ့ဘိုးအောင်တင်သမိုင်းဝင်ဂန္ဓဝင်မြောက်ရုပ်ရှင်ဇာတ်ကားကိုကျွန်တော်ဂီတသားဆိုမောင်ကျင်းမုံကပြန်လဲဆန်းစစ်တင်ဆက်ရမှာဘိုးအောင်တင်အဖြစ်အကယ်ဒမီကောလိပ်ကျင်နေဝင် CID ဥပဒေအဖြစ်အကယ်ဒမီဆိုရှိညမြဝင်းအဖြစ်အကယ်ဒမီပြင်တင်ด้วยသုခအဖြစ်မောင်ကျင်းမုံဥပေါ်လူရာဇဝတ်ဝင်ကြီးနဲ့ယာမအဖြစ်အကြည်လေးဝင်းသုံးကိုခွဲမသိရင်အဖြစ်ပန္တရာခင်သန်းလေးနဲ့ကျင်းမုံအင်အားစုတို့ကပါဝင်လှုပ်ရှားထားကြပါတယ်တေဂီတာမှုသံဃာငွေစိုးနဲ့ရွာသားရောစိန်မြင့်ခိုင်တို့နဲ့တွဲဖက်ပြီးမင်းသားခင်မောင်ရင်ကိုသားအစိုးရကိုမောင်မောင်ကြီးကနောက်ခံတရားကိုတီးဆိုပေးထားပြီးအသက်90ရောစီဖြစ်တဲ့ခေဟောင်းရုပ်ရှင်မင်းသမီးကြီးဒေါ်မေမေဝင်းကိုယ်တိုင်အတန်သွင်းစတူဒီယိုတွင်လို့လာရောက်တီးဆိုဆွေးနွေးသွားခြင်းအတွက်မှတ်တမ်းတင်အပ်ပါကြောင်း
နာထွန်းတဲ့တဲ့ပြည်မြို့ရဲ့အကျိုးစီစဉ်ဖြင့်ပေါ်သားတွေကတာဝန်ခံဖြန့်ကြည့်ပြီးအေဝဥစ္စာနဲ့ဥခင်ဥတို့ဖွဲ့ကအတန်ဖမ်းယူပေးထားကြပါကြောင်းရှစ်သောတရှင်အပေါင်းတို့ခင်ဗျာ